สวัสดีครับอารมณ์แบบมิงกลาฟ้าเสียทีนี้อาคารนับแบบสรุปต้องจะโต time grammar pattern ที่คุยเด็ด subject เอาติงไป place เลยจังหวะที่ผมเสียติงจะเป็นมาเพื่อไปทีนี้มาสรุปกะพงสุรากะจะโนได้จะเราสรุป subject เพื่อเด็ดเอาสุรากะสรุปอยู่เด็ดอาหารสุรากะสรุปอาสาสะติงอายาวัตถุเพื่อเด็ดไปสุราตัวเด็ดoffice ဆိုတာကဆရာတို့ရုံခန်းဆိုတာဆရာတို့နေရပြတဲ့ပုံပေါ့နော်အဲဒါဖုံအောင်အဟာပိုင် office ကျွန်တော်ရုံခန်းထဲစားစရာပွားယူတယ်เราဆိုတာကဆရာတို့ငါတို့ subject ဖြစ်ပါတယ်အောင်ဆိုတာဆရာတို့ယူတယ်ပိုင်ผลไม้ติပိုင်วัดဆရာတို့ဖုံးကြောင်းသွားဖို့အတွက်ဆရာတို့တက်တီသွားယူတယ်ဖုံးအောင်ပိုင်ဝလမိုင်းပိုင်ဝတ်ဟုတ်ပြီနော်ခေါဆိုတာဆရာတို့တူအောင်ဆိုတာဆရာတို့ယူတယ်ခဝတ်နန်းဆိုတာရေပူရေပလင်းပိုင် fitness ဆိုတာဆရာတို့အားကစားအဲဒါခေါအောင်ခဝတ်နန်းပိုင် fitness သူကရေပူကို fitness စီဘာဖြစ်တဲ့ယူသွားတယ်เพื่อนဆိုတာဆရာတို့တငယ်ချင်းsubject ဖြစ်ပါတယ်အောင်ခနုံဆိုတာကဆရာတို့မုတ်ယူတယ်ပိုင်ပါတီပွဲကနေမုတ်ပါတီပွဲကိုမုတ်ယူသွားတယ်ခေါเพื่อนအောင်ခနုံပိုင်ပါတီအခုကဆရာတို့พ่อဆိုတာဆရာတို့အဖေကတဲ့အောင်ယူတဲ့เงินပတ်စံကိုပိုင်ธนาคารဆိုတာကဆရာတို့ဘဏ်ကိုယူသွားတယ်พ่อเอาเงินไปธนาคารอภิปัสสันอยู่ပြီးဘဏ်သွားတယ်เด็กဆိုတာကဆရာတို့ခလေးเอาอยู่တဲ့ခုံလင်းဆိုတာကစားဆရာကိုပေါ့နော်ပိုင်ဟုံးเรียนဆိုတာကစာသင်ခန်းထဲကိုခလေးကစားဆရာယူသွားတယ်ချမ်းဆိုတာကငါအောင်ဆိုတာဆရာတို့ယူတယ်เสื้อဆိုတာဆရာတို့အင်ဂျီပိုင်ร้านซัพพะซารีร้านซารีสามีผู้တိုက်တဲ့ဆိုင်ကိုဆရာတို့အဝတ်ယူသွားတယ်ပေါ့နော်ခုံဆိုတာကဆရာတို့တင်အောင်ယူတဲ့ထုံဆိုတာ8ไป7မိုင်คนเอาထုံไป7မိုင်ဆိုတာတင်7ကိုတဲ့အယူပြီးသွားမလားတဲ့ကဲဆရာတို့နောက်တစ်ခေါက်ပြန်ကြည့်အောင်พอเอาอาหารไปออฟฟิศจะเนาะยงคันเทสาเสียอยู่ตัวเด็กเราเอาไปผลไม้ไปวัดงานรถติดพยาเจ้าอยู่ตัวเด็กเขาเอาขวดน้ำไปฟิตเนสดูกาเยปูโกฟิตเนสอยู่ตัวเด็กเพื่อนเอาขนมไปปาร์ตี้แต่เงจิงกาโมโกปาร์ตี้บัวสีอยู่ตัวเด็กพ่อเอาเงินไปธนาคารอภิปัสสันอยู่ပြီးဘဏ်ကိုသွားတယ်เด็กๆเอาของเล่นไปห้องเรียนคลีกากษาสยาကိုစာသင်ခန်းထဲယူသွားတယ်ฉันเอาเสื้อผ้าร้านซักรีดจะมาအင်ဂျီကိုအဝတ်ချော်ဆက်စီယူသွားတယ်คนเอาถุงไป7 main up တင်7ကိုအဲ့ယူပြီးသွားမလားဆရာတို့ဒီလိုဆရာတို့ grammar pattern လေးတွေနဲ့ဆရာတို့ထိုင်းစကားပြောဖို့လေ့လာလို့ဆိုရင်အရန်ကိုအကျိုးရှိပါတယ်ပြီးရင်ကိုယ်တိုင်လည်းဝါကြတိဆောက်တတ်တယ်ကိုယ်တိုင်လည်းစလုံးတွေသိတဲ့အခါကျရင်တခြားပြောချင်းစရာတွေအများကြီးရေးလို့ရတယ်ပေါ့နော်အားလုံးနားရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်ဆရာရဲ့ဗီဒီယိုလေးတားတို့တွေအတွက်အကျိုးရှိတယ်ဆိုရင် like and follow နဲ့